ဒေါ်ဆန်းစုကြည်ရဲ့နောက်ဆုံးကြားတဲ့သတင်းတွေကတော့အင်မတန်မှမကောင်းဘူးပေါ့နော်အခု LND ပါတီကလည်းကြီးညာလာပြီးလုံးဝတနိုင်ငံလုံးပြည်သူတွေမမျှော်လင့်ထားတဲ့အရာတွေပေါ့နော်LND ပါတီကပါကြီးညာလာလဲဆိုရင်ဒေါ်ဆန်းစုကြည်ရဲ့သတင်းအစနာပေါ့နော်သူတို့တခုမှမရဘူးတဲ့အခုပါသတင်းတွေထွက်လာနေလဲဆိုတော့ဒေါ်ဆန်းစုကြည်ကမလွတ်တာမဟုတ်ဘူးဒေါ်ဆန်းစုကြည်ကသေဆုံးပြီးပြီဆိုရင်နေသားမျိုးနဲ့နော်ပေါ်ပြနေကြတယ်လုံးဝသတင်းအစနာပြောင်းနေဆိုပြီးတော့ပြောလာကြတယ်ပေါ့နော်ဘာကြောင့်ဒီလိုလေးမှတ်ချက်မြင့်ပြီးနေကြလေဆိုတော့ဒါသမရဦးမြင့်ကိုယ်တိုင်ကပြောတယ်ပေါ့နော်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကပြည်သူတွေထင်တာထက်ပိုဆိုးတယ်ပေါ့နော်ဒါအမကအသက်လေးကြီးပြီဖြစ်တယ်ကျွန်တော်ထက်တောင်နော်ဒါလွတ်မြောက်သင့်တယ်အမကပုံမူပြီးတော့နော်အသက်ကြီးပြီဖြစ်တဲ့အတွက်သူ့ဘဝရဲ့နောက်ဆုံးချိန်တွေကိုလွတ်လွတ်လပ်လပ်နဲ့ဖြတ်သန်းဖို့အတွက်တင့်တော်တွေပုံမူပြီးတော့နော်ဒါအမြန်ဆုံးလွတ်ပေးသင့်တယ်ပေါ့နော်အမရဲ့ကျမ်းမာရေးအမအခုဘာဖြစ်နေလဲဆိုတာကိုကျွန်တော်စိုးရင်လည်းဆိုပြီးတော့ဒါသမရဦးမြင့်ကိုယ်တိုင်ကပြောလာခဲ့တာဖြစ်တဲ့အတွက်ပုံမူပြီးတော့ဒါပွဲဆူသွားတာဗျနော်ဒေါအောင်ဆန်းစုကြည်ကိုသမရကြီးဦးမြင့်ကိုလွတ်ပေးပြီးတဲ့အခါမှာဒေါအောင်ဆန်းစုကြည်ကိုရန်ကုန်နေကိုချမ်းမ54ကိုပြန်ပို့ပေးပါညာတော့သတင်းတွေမျိုးစုံထွက်လာခဲ့ပေမဲ့လည်းပဲမင်းညနေထိဘာမှဖြစ်ပေါ်လာခြင်းမရှိဘူးဘာမှလည်းပြောင်းလဲလာခြင်းမရှိဘူးเนาะသတင်းတွေကတော့မျိုးစုံထွက်ပေါ်လာနေရပဲLND ပါတီကဒေါအောင်ဆန်းစုကြည်နဲ့သွားတွေ့ပြီးဆိုရင်အနေထားမျိုးတွေတောက်လျှောက်เนาะ LND ပါတီကလည်းဒေါအောင်ဆန်းစုကြည်တွေ့ဖို့အတွက်တကယ်ပဲနေပြီးတော့သွားခဲ့ပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုသွားတွေ့မယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့သတင်းအစနာတခုမှနော်တစ်ဆက်ကလေးမှတို့လုံးဝအရှာတို့ရှာနေရပြီဘာမှအစနာစက်ကုန်စီကိုလည်းမီးမြန်းလို့မရဘဲနဲ့ဒေါအောင်ဆန်းစုကြည်တဲ့အစနာတခုမှမရတဲ့အကြောင်းပြောလာဖြစ်တဲ့အတွက်အခုချိန်မှာဗာ online ပေါ်မှာပို့လို့ရိုက်နေလေဆိုတော့ဒေါအောင်ဆန်းစုကြည်သေးဆုံးသွားပြီဆိုရင်နေထားမျိုးနဲ့ online ပေါ်မှာရေးသားဖော်ပြနေချတော့တွေ့ရတယ်ပေါ့နော်ထပ်ပြောချင်တာကသမားကြီးဦးမြင့်ကိုယ်တိုင်ကဒေါအောင်ဆန်းစုကြည်ကြားမှာကပြည်သူတွေထင်တာထက်ပိုစကားကပုံမပြီးတော့ပြည်သူတွေရင်ထဲမှာထိပြီးတော့နော်ဒါတနိုင်ငံလုံးကပြည်သူတွေကတော်တော်လေးကိုဒါစိတ်ပူတော့ကရောက်နေကြလေဖြစ်ပါတယ်ဗျာဒေါအောင်ဆန်းစုကြည်ဘာမှဖြစ်ပါစေနဲ့နော်